United ကမ်းလှမ်းမှုကိုညှင်းပယ်ပြီးတော့ Madrid ကိုရွေးချယ်ခဲ့တဲ့နောက်ွယ်ကအကြောင်းရင်းကိုဖွင့်ဟလာခဲ့တဲ့ Gareth Bale English ဘော့ကနေပြန်လည်တင်ဆက်ပေးနေပါပြီ Gareth Bale ဆိုတာနဲ့အားလုံးက Real Madrid ရဲ့ဂန္ဓဝင်လို့ပဲပြင်းမြင်ကြမှာပါဒါပေမဲ့လွန်ခဲ့တဲ့12နှစ်က Bale တာနှလုံးသားထက်ငွေကြေးကိုဦးစားပေးခဲ့မယ်ဆိုရင် Old Trafford ရဲ့အိမ်ရှင်မင်းသားတူဖြစ်လာခဲ့မှာပါ Bale ကသူပါကြောင့် United ရဲ့ပုံများတဲ့ကမ်းလှမ်းမှုကိုညှင်းခဲ့တယ်လေဆိုတာပုံမှန်လေးနဲ့ပြောပြလာပါတယ်2013ခုနှစ်က Spurs အသင်းကနေထွက်ခွာဖို့ပြင်ဆင်နေချိန်မှာ United ဟာ Madrid ထက်ပိုများတဲ့ပြောင်းရွှေ့ရေးအပြင်ကစားမတစ်ယောက်ကိုပါအပိုဆောင်းပြီးတော့ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်ဘေးကကျွန်တော်အဲ့ချိန်က United နီးပြ David Moyes နဲ့စကားပြောခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့နှလုံးသားကတော့ Madrid စီမှာပဲရှိနေခဲ့တာပါလို့ဆိုလာခဲ့ပါတယ်အဲ့ဒီချိန်မှာ Spurs ဥက္ကဋ္ဌ Levi ကလည်းသူ့ကိုပြည်တွင်းပြိုင်ပွဲ United စီမရောင်းချင်တာကြောင့်စပိန်သင်းကကမ်းလှမ်းလာရင်ခွင့်ပြုမယ်ဆိုတဲ့သဘောတူညီချက်ကိုအသုံးချပြီးတော့ Madrid စီကိုပို့ပေးခဲ့တာဖြစ်ပါတယ်ဘေးရဲ့ရွေးချယ်မှုကမှန်ကန်ခဲ့တယ်ဆိုတာသူရရှိခဲ့တဲ့ Champions League 5ချိန်နဲ့ La Liga 3ချိန်ကသက်သေပြနေတာဖြစ်ပါတယ်ကျွန်တော်မှန်ကန်တဲ့ရွေးချယ်မှုကိုလုပ်ခဲ့တာပါလို့ဝေးကျယ်ဝင်းကဂုဏ်ယူစွာနဲ့ပဲပြောဆိုသွားခဲ့တာပါUnited ကပတ်စံပိုပေးပေမဲ့ဘေးကအောင်မြင်မှုနဲ့တမိုင်းတစ်ကိုပဲရွေးချယ်သွားခဲ့တာပါဘေးက Real Madrid အသင်းရဲ့ Champions League အောင်မြင်မှုတွေမှာအခရာကျခဲ့တယ်လို့ Champions League ရဲ့ Semi Final နဲ့ပိုလူပွဲတွေမှာလည်းရေးပါတဲ့သွင်းကိုတွေကိုသင်ပေးနိုင်ခဲ့ပါသေးတယ်ဘေးအနေနဲ့ Real Madrid ကိုသာမရွေးချယ်ပဲနဲ့ Manchester United ကိုသာရွေးချယ်ခဲ့မယ်ဆိုရင်တော့ဘောလုံးလောကမှာကြီးမားတဲ့ပြောင်းလဲတွေအခိုက်အတန့်တွေကိုမြင်တွေ့သွားနိုင်ပါတယ်ဒီကနေ့ရဲ့တင်ဆက်မှုတွေလောက်ပါပဲခင်ဗျာနောက်ဆုံးရအားကစားသတင်းတွေအပြောင်းအရွှေ့သတင်းတွေနဲ့စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမို့လို့ page ကို like and follow လုပ်ထားပြီးတော့ဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်ပြောရင်းနဲ့ညီကုန်းချုပ်ပါတယ်ခင်ဗျာ